Okay မင်္ဂလာပါဒီနေ့မှာတော့ die inverter 1 kilowatt ကနေ3 kilowatt အသုံးပြုသူတွေအတွက်မဖြစ်မနေတည်ထားတဲ့အခြေခံ setting ရှင်းလင်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံး setting တွေကိုဝင်ဖို့ enter clock ကို3စက္ကန့်လောက်ဖိနှိပ်ထားပေးရပါမယ်။ setting တွေကိုပြောင်းလဲဖို့ up နဲ့ down clock ကိုသုံးနိုင်ပြီးအတည်ပြုဖို့ကြတော့ enter clock ကိုပြင်နေရပါမယ်။ program 01ကတော့အထွက်လုပ်တွေအတွက်ဘေးဆွဲအောင်ကိုအရင်သုံးမလေးဆိုတာပါ။ solar နဲ့ battery ကိုအဓိကသုံးချင်ရင် SPU ကိုရွေးထားပေးပါ။ program 05ကတော့အရေးကြီးဆုံးပါပဲ။ကိုသုံးနေတဲ့ battery အမျိုးအစားကိုမှန်ကန်အောင်ရွေးပေးမှ battery သက်တမ်းကြာရှည်မှာဖြစ်ပါတယ်။ program 02ကတော့ solar ရော mainline ပါပေါင်းပြီးအသွင်းမဲ့နှုန်းကိုသတ်မှတ်ရမှာပါ။များသောအားဖြင့် battery ampere ရဲ့10% ကနေ 20% ကြားမှာပဲထားသင့်ပါတယ်။ program 12 ကတော့ battery voltage ဘယ်လောက်ရောက်ရင် EPC mainline ကိုပြန်ကူးမလဲဆိုတာပါ။ battery အရင်မကုန်တော့အောင်ဒီမှာပဲ voltage ကိုသင့်လို့သလိုချိန်ထားရပါမယ်။ကဲအခုဆိုရင်ကျွန်တော်တို့ဒီ die inverter မှာမဖြစ်မနေတည်ထားတဲ့အဓိက program တွေကိုအနည်းရှုပ်ပြီးတော့ပြန်ကြည့်အောင်ဗျာ။ပထမဆုံး program 01မှာ solar ကိုဦးစားပေးသုံးမဲ့ SPU စနစ်ကိုရွေးချယ်ပါ။ program 02နဲ့ 05ကတော့အသွင်းနှုန်းနဲ့ battery အမျိုးအစားကိုမှန်ကန်အောင်သတ်မှတ်ပေးရပါမယ်။ battery သက်တမ်းကြာရှည်ဖို့အတွက် program 26နဲ့ 27ရဲ့ buck နဲ့ floating voltage တွေကို K battery ဆိုရင်14.1 volt နဲ့ 13.8 ဝန်းကျင်မှာထားပေးပါ။အရေးကြီးဆုံးတစ်ခုကတော့ဒီ voltage တွေဟာ12 volt battery တစ်လုံးစာအတွက်ပဲဖြစ်ပါတယ်။အကယ်၍လူကြီးမင်းတို့က24 volt စနစ်သုံးရင်2ဆ48 volt စနစ်သုံးရင်4ဆမြောက်ပြီးတွက်ချက်ပေးဖို့မေးပါနဲ့။နောက်ဆုံးအနေနဲ့ selection တဲ့အချိန်မှာအိမ်တော်မင်းသုံးဆွေးမှုလုပ်တွေကိုခဏပိတ်ထားပေးဖို့လည်းအကြံပြုလိုပါတယ်ဗျာ။အခုပြောပြသွားတဲ့စရင်တွေကတော့ die inverter တစ်လုံးကိုစနစ်တကျအသုံးပြုနိုင်ဖို့အခြေခံအချက်အလက်တွေပဲဖြစ်ပါတယ်။အားလုံးပဲအဆင်ပြေနိုင်ကြပါစေဗျာ။